ဘောလုံးလောကရဲ့တမိုင်းကြောင်းအကြောင်းတည်ထားတဲ့အချက်၅ချက်ဘောလုံးဟာကမ္ဘာပေါ်မှာလူကြိုက်အများဆုံးအားကစားဖြစ်ပြီးကမ္ဘာလူဦးရေရဲ့ထက်ဝက်ကျော်ကစိတ်ဝင်စားရှိကြပါတယ်ဒီနေ့ခေတ်ဘောလုံးပွဲတွေမပေါ်ခင်ကတည်းကဘောလုံးလောကရဲ့တမိုင်းကြောင်းမှာစိတ်ဝင်စားစရာကောင်းတဲ့အချက်လက်တွေနဲ့အလေပြောင်းတွေရှိခဲ့ပါတယ်ဘောလုံးလောကရဲ့တမိုင်းကြောင်းအကြောင်းတည်ထားတဲ့အချက်၅ချက်ကိုတင်ပြပေးလိုက်ပါတယ်နံပါတ်၁ဘောလုံးရဲ့ရှေးကြဆုံးအမြင့်များခေတ်သစ်ဘောလုံးဟာအင်္ဂလန်နိုင်ငံကစတင်ခဲ့တာဖြစ်ပေမဲ့ဘောလုံးကန်တဲ့ပုံစံမျိုးနဲ့ကစားနည်းတွေဟာတစ်ခေတ်ယဉ်ကျေးမှုတွေမှာကတည်းကရှိခဲ့ပါတယ်။ဘောလုံးနဲ့ဆင်တူတဲ့အစောဆုံးကစားနည်းကိုတရုတ်နိုင်ငံမှာလွန်ခဲ့တဲ့နှစ်ပေါင်း2200ခန့်ကတစ်တင်တန်းပေးရမှာအသုံးပြုခဲ့တဲ့ကူကျူလို့ခေါ်တဲ့ကစားနည်းလို့သတ်မှတ်ကြပါတယ်။ကူကျူမှာတရင်နဲ့လှုပ်ထားတဲ့ဘောလုံးကိုဝါးတိုင်တွေပေါ်ချိတ်ထားတဲ့အပေါက်ငယ်လေးတစ်ခုတည်းကိုခြေထောက်နဲ့ကန်သွင်းရတာဖြစ်ပါတယ်။ဒါအပြင်ရှေးခေတ်ဂရိနဲ့ရောမလူမျိုးတွေမှာလည်းဘောလုံးနဲ့ဆင်တူတဲ့ကစားနည်းတွေရှိခဲ့ပူးပါတယ်။နံပါတ်2ခေတ်သစ်ဘောလုံးရဲ့မွေးဖွားရာယနေ့ခေတ်မှာကစားနေတဲ့ဘောလုံးစီးမြင့်နေတဲ့ကစားနည်းကိုစတင်မွေးဖွားခဲ့တာကတော့အင်္ဂလန်နိုင်ငံပဲဖြစ်ပါတယ်။အင်္ဂလန်မှာအစောပိုင်းဘောလုံးကစားနည်းတွေဟာအလွန်ကြမ်းတမ်းပြီးစီးမြင့်မရှိဘဲကစားကြတဲ့အတွက်မျိုးပြလူထုကိုအနှောက်အယှက်ဖြစ်စေတာကြောင့်ဘုရင်တွေကတားမြစ်ခဲ့ပူးပါတယ်။1863ခုနှစ်မှာလန်ဒန်မြို့ကကလပ်အသင်းတွေစုပေါင်းပြီး Football Association FA ကိုတည်ထောင်ခဲ့ပါတယ်။ဒီအချိန်မှာပဲလက်နဲ့ကင်ကစားခြင်းပြိုင်ဘက်ကိုကန်ခြင်းဟက်ကင်းတို့ကိုတားမြစ်ပြီးပထမဆုံးသောစံနှုန်းသတ်မှတ်ထားသောဘောလုံးစီးမြင့်တွေကိုရေးဆွဲခဲ့ပါတယ်။ဒီစီးမြင့်တွေကပဲခေတ်သစ်ဘောလုံးကိုပေါ်ပေါက်လာစေခဲ့တာဖြစ်ပါတယ်။နံပါတ်3ပထမဆုံး FIBA ကမ္ဘာ့ဖလား World Cup ပြိုင်ပွဲကမ္ဘာ့ကြီးဆုံးဘောလုံးပြိုင်ပွဲဖြစ်တဲ့ FIBA ကမ္ဘာ့ဖလားပြိုင်ပွဲဟာကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIBA တည်ထောင်ပြီးနောက်ပိုင်းမှာနှစ်တော်ကြာမှစတင်ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။ပထမဆုံးကမ္ဘာ့ဖလားကို1930ပြည့်နှစ်မှာဥရုဂွေးနိုင်ငံကအင်ရှင်ဖြစ်လက်ခံကျင်းပခဲ့ပါတယ်။အဲ့ဒီချိန်ကဥရောပနိုင်ငံအများစုဟာခရီးစိတ်နဲ့အကွာဝေးကြောင့်ပြိုင်ပွဲကိုမတက်ရောက်နိုင်ခဲ့ပါဘူး။နောက်ဆုံးဗိုလ်လုပွဲမှာအင်ရှင်ဥရုဂွေးဟာအာဂျင်တီးနားကိုအနိုင်ရရှိပြီးပထမဆုံးကမ္ဘာ့ဖလားချန်ပီယံဖြစ်ခဲ့ပါတယ်။နံပါတ်4 Professional ဘောလုံးသမားများပေါ်ပေါက်လာခြင်းအစောပိုင်းဘောလုံးသမိုင်းမှာကစားသမားတွေဟာအပျော်တမ်းဖြစ်တာကစားခဲ့ကြပါတယ်။ဘောလုံးကို Professional အလုပ်ဖြစ်စတင်လုပ်ကိုင်ခွင့်ရခဲ့တာဟာ19ရာစုနှောင်းပိုင်းမှသာဖြစ်ပါတယ်။1885ခုနှစ်မှာ England Football Association FA ကဘောလုံးသမားတွေကိုလောက်ခလစာပေးခြင်းကိုတရားဝင်ခွင့်ပြုခဲ့ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့် Professional ဘောလုံးအသင်းတွေပေါ်ပေါက်လာပြီးဘောလုံးသမားတွေဟာပျော်တမ်းကစားသမားဘဝကနေအသက်မွေးဝမ်းကြောင်းဘောလုံးသမားဘဝကိုကူးပြောင်းနိုင်ခဲ့ကြပါတယ်။နံပါတ်5ဘောလုံးစက်မှုလုပ်ငန်းအဖြစ်ပြောင်းလဲခြင်း1990ပြည့်လွန်နှစ်တွေမှာစတင်ခဲ့တဲ့အင်္ဂလန်ပရီးမီးယားလိနဲ့ဥရောပချန်ပီယံလိတို့ရဲ့ပေါ်ပေါက်လာမှုကဘောလုံးလောကကိုစီးပွားရေးလုပ်ငန်းကြီးဖြစ်လုံးဝပြောင်းလဲပစ်ခဲ့ပါတယ်။ကြီးမားတဲ့ရုပ်သံထုတ်လွှင့်ခွင့်စာချုပ်တွေကမ္ဘာလုံးဆိုင်ရာစပွန်ဆာပေးမှုတွေနဲ့ကစားသမားပြောင်းရွှေ့ခြင်းစံချိန်တွေဟာဘောလုံးကိုတန်ပေါင်းများစွာသောပရိသတ်တွေစီရောက်ရှိစေတဲ့ကမ္ဘာကြီးဆုံးဖျော်ဖြေရေးလုပ်ငန်းတစ်ခုဖြစ်ပုံသွင်းခဲ့ပါတယ်။ဒါကြောင့်ဘောလုံးဟာရိုးရှင်းတဲ့အားကစားတစ်ခုတည်းမကဘဲနိုင်ငံတကာစီးပွားရေးနဲ့ယဉ်ကျေးမှုဆိုင်ရာဩဇာအာဏာပါကြီးမားလာခဲ့ပါတယ်။ဘောလုံးလောကရဲ့တမိုင်းကြောင်းဟာရိုးရာကစားနည်းကနေခေတ်သစ်စီးမြင့်တွေကြီးမားတဲ့စီးပွားရေးလုပ်ငန်းကြီးဖြစ်ပြောင်းလဲတိုးတက်လာခဲ့တဲ့ရှည်လျားတဲ့ဇာတ်လမ်းတစ်ခုပဲဖြစ်ပါတယ်။အဆုံးထိကြည့်ရှုပေးရတဲ့အတွက်ကျေးဇူးတင်ပါတယ်။